ရေထဲကတက်လာတဲ့ကောင်ကလေးပုံပြင်ဟိုးရှိတုံးကပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းကဘာနိုအာတူကျွန်းမှာပင်လယ်ထဲဒိုင်မင်ထိုးဆင်းပြီးကစားရတာတိတ်ကြိုက်ကြတဲ့အတိုနီနဲ့ချီကာဦးဆိုပြီးညီကိုနှစ်ယောက်ရှိကြတယ်သူတို့ဟာနေလုံးကြီးပင်လယ်ထဲကိုထိုးဆင်းဝင်ရောက်သွားတဲ့အချိန်ထိကမ်းခြေမှာကစားကြတာပေါ့ကွယ်တရက်တော့သူတို့ညီကိုနှစ်ဦးရေအောက်မှာကစားပျော်ပါနေကြတော့ကောင်လေးတယောက်ပါသူတို့နဲ့လာကစားတယ်ဘဲကနေရောက်လာတဲ့ကောင်ကလေးလည်းမသိဘူးကောင်ကလေးဟာရေကူးသိပ်ကျွမ်းတာပဲအသက်ရှူဘလို့အောက်ထားပြီးတော့ရေအောက်ကျမ်းပြင်ထိဖြူးခွန်တွေကောက်လို့ရတယ်ဆိုတာကိုသူတို့ညီကိုနှစ်ဦးကိုတင်ပေးတယ်အတိုနီနဲ့ချီကာဦးတို့ဟာညနေခင်းနေဆောင်တဲ့အထိကစားပြီးတော့အိမ်ပြန်ခဲ့ကြတယ်ပြန်ခါနီးကြတော့ဟိုကောင်ကလေးမရှိတော့ဘူးနောက်တစ်နေ့မှာအတိုနီနဲ့ချီကာဦးတို့ဟာပင်လယ်ထဲသွားကစားကြပြန်တယ်ခဏနေတော့ဟိုကောင်ကလေးရောက်လာပြန်ရောသူတို့တူတူကစားကြတယ်ဒီတခါတော့ကောင်ကလေးကသူတို့ကိုပင်လယ်မြက်တွေထဲမှာဘလို့တူပုံးကစားရတယ်ဆိုတာသင်ပေးတယ်ပြန်ခါနီးကြတော့အိမ်မှာစားတောက်ခွဲရာတွေလိုက်စားပါလို့ဖိတ်မလို့ဟာကိုကောင်ကလေးကပျောက်သွားသေးတယ်ဒီလိုပဲနေတိုင်းဖြစ်နေတာပဲအတူတူပျော်ရွှင်စွာရေကစားလိုက်ပြန်ခါနီးရင်ပျောက်သွားလိုက်နေပေါ့တရက်အတူနီကချီကာဦးကိုပြောတာတဲ့ငါတို့ရဲ့တငယ်ချင်းအစ်စ်ကုန်းပေါ်ကိုလိုက်လာပြီးတို့နဲ့ကစားရင်တိတ်ကောင်းပါပဲသူ့ကိုရေထဲကထွက်လာအောင်စီယုံကြရအောင်ဘာလေးပြလိုက်ရင်သူတက်လာမလဲမသိဘူးအဖေနဲ့အမေကိုမေးကြည့်ရအောင်ကွာသူတို့ဆိုရင်တီးလောက်တယ်လို့အတူနီကပြန်ပြောတယ်အိမ်ရောက်တဲ့အခါမိဘတွေကိုသူတို့ရဲ့တငယ်ချင်းအကြောင်းညီကိုတာတွေကပြောပြကြတယ်သားတို့ရေကူးတိုင်းသူပေါ်လာတယ်အိမ်ပြန်တော့မယ်ဆိုရင်သူပျောက်သွားလို့သားတို့မယ်နှစ်ယောက်တည်းပြန်ဖြစ်သွားတယ်ဖေတို့မေတို့နဲ့သူ့ကိုတွေ့စေချင်တယ်မိဘတွေကပြန်ပြောတယ်မောင်တို့တငယ်ချင်းကိုဘလို့ခေါ်ရမယ်ဆိုတာတို့မှစိတ်ကူးရှိတဲ့ဟဲ့နောက်တစ်ရက်မှာကလေးတို့အဖေနဲ့အမေဟာပင်လယ်ကမ်းဆက်ကနေသူတို့အိမ်ထိဝါလုံးတိုင်လေးတွေလိုက်ဆိုင်ကြတယ်ဝါတိုင်တွေပေါ်မှာတစ်တီးပေါင်းစုံချိတ်ထားတယ်ငပြောသီးအုံသီးတင်မောသီးတရက်သီးမြောက်ဦးတို့အစုံပါပဲကောင်လေးနှစ်ယောက်ရေသွားကူးတော့ထုံးစံအတိုင်းရေထဲကကောင်ကလေးရောက်လာပြန်ရောသူတို့ဟာပျော်ရွှင်စွာရေကူးရေငုပ်ကစားကြတယ်အတိုနီကချီကာဦးကိုတိုးပြောလိုက်တယ်ငါတို့အစီအစဉ်စတင်ပြီလေကွာဘာလို့ရမယ်ဆိုတာချီကာဦးသိတယ်သူကအော်ပြီးတော့ကမ်းခြေပေါ်ကတင်မောသီးတွေကိုလက်ညှိုးထိုးပြတယ်ဟေးဟိုမှာတစ်တီးတွေဟေ့ကလေးသုံးယောက်ဟာရေထဲကနေအော်ဟစ်တက်လာကြပြီးတစ်တီးတွေကိုပျော်ရွှင်စွာစားကြတယ်ကောင်ကလေးဟာတင်မောသီးတွေစားလို့မှမပြီးသေးဘူးနတ်နတ်သီးတွေကိုလည်းတွေးလိုက်တာမို့ပျော်ရွှင်သွားခဲ့တယ်အော်ဟစ်ပြေးလွှားရင်းဝါတိုင်တိုင်ချင်းကတစ်တီးတွေကိုစားကြတယ်တဖြည်းဖြည်းနဲ့သူတို့ဟာထွက်လာလိုက်တာအတူနီတို့ချီကာဦးတို့အိမ်နားတောင်ရောက်လာတယ်တစ်တီးမဲ့တွေကလည်းစားလို့ကိုမကုန်ဘူးပြောစရာကြီးရေထဲကကောင်ကလေးဟာသူ့တငယ်ချင်းညီကိုနှစ်ယောက်အိမ်မှာပဲနေလိုက်တော့တယ်သူ့မှာနာမည်မရှိတာမို့ညီကိုနှစ်ယောက်နဲ့မိဘတွေကစီလာတို့နာမည်ပေးခဲ့ကြတယ်စီလာကလည်းသူ့နာမည်သူကြိုက်တယ်ခုဆိုညီကို၃ယောက်ဖြစ်သွားပြီလို့မိဘများကပြောကြတယ်တရက်တော့သူတို့ရဲ့ဖခင်ကသူတို့အတွက်လေးများတွေလုပ်ပေးတယ်ဒီကနေ့တော့အမဲလိုက်တာကိုမင်းတို့တွေစပြီးတင်ယူရတော့မယ်လို့အဖေကပြောတယ်ဖခင်ဟာသူတို့ကိုတောအုပ်ထဲခေါ်သွားပြီးမြားပစ်တင်ပေးတယ်စီလာဟာဖခင်ပြောသမျှခိုင်းသမျှကိုတေချာနားထောင်ပြီးလိုက်လုပ်တယ်အတိုနီနဲ့ချီကာဦးတို့ကတော့စကားပဲများနေတယ်ကစားနေတာပဲဘာမှခိုင်းလို့မရဘူးဒါကြောင့်သူတို့ဟာပြစ်မှတ်ကိုမထိဘူးစီလာကတော့များရေးမှာတိတ်ထူးချွန်တာပဲစူးစားတာကိုပင်လယ်မြက်တွေကြားမှာကျင်းလဲတယ်လို့မျိုးစီလာဟာတောအုပ်ထဲကတစ်ပင်တွေကြားမှာတဖြည်းဖြည်းကျွမ်းကျင်လာခဲ့တယ်သားကောင်ကိုမြင်တတ်တယ်လို့ပြည့်ရမှာလဲမြန်မှမြန်ပဲမြားပစ်တင်ပေးပြီးတဲ့အခါအမဲပြစ်ထွက်တိုင်းဖခင်ကသားတွေကိုခေါ်သွားတော့တယ်အတိုနီနဲ့ချီကာဦးတို့ဟာတိုးတက်မလာခဲ့ဘူးစီလာကတော့ပိုပြီးထူးချွန်လာခဲ့ပါရဲ့ဖခင်ကစီလာကိုချီကျူးတိုင်းကောင်လေးနှစ်ယောက်ဟာမနာလိုကြရာကနေမကျေနပ်ဖြစ်လာတယ်ဒါဟာမမျှတဘူးလို့အတိုနီကညင်းညူတယ်ဒီလိုနဲ့ကောင်ကလေးကိုမူဆိုးကြီးရဲ့သားနှစ်ယောက်ကစကားမပြောကြတော့ဘူးစကားသိပ်မပြောတတ်တဲ့စီလာဟာသူ့ကိုဘာဖြစ်လို့များခေါ်ကြတယ်လဲလို့စူးစမ်းပြီးမေးတယ်မင်းကငါတို့ရဲ့ညီကိုအစ်စ်မဟုတ်ဘူးလို့ချီကာဝူကပြောတယ်ဟုတ်တယ်မင်းကမွေးစားထားတာပဲမင်းကရာရာဆဆအဖေရဲ့အသေးကြော်ဖြစ်ရတယ်လို့စီလာဟာမျက်ရည်တွေပေါက်ကြလာတယ်သူဟာအပြင်လူပါလားလို့ပထမဆုံးအကြိမ်ခံစားလိုက်ရပေတယ်နောက်တစ်ရက်ကျတော့စီလာကပြောတယ်ညီကိုတို့ငါတို့ပင်လယ်ဘက်ကိုထွက်ပြီးကစားကြရအောင်တဲ့အတိုနီနဲ့ချီကာဦးတို့လည်းပြောသွားတယ်
မဲလိုက်ထွက်နေရတာနဲ့ပင်လယ်ထဲတောင်မဆင်းရတာအတော်ကြာပြီပျော်ရွှင်စွာနဲ့ကမ်းခြေကိုထွက်လာခဲ့ကြတဲ့သူတို့ဟာကမ်းခြေကလှိုင်းကြီးတွေတဲကိုဆင်းပြီးရေကူးကြတယ်ရေထဲမှာကစားနေရင်စီလာကပြောတယ်မင်းတို့ပြောတာမှန်တယ်ကွာငါကမင်းတို့ရဲ့ညီကိုမဟုတ်ပါဘူးမင်းတို့အိမ်ပြန်ပြီးမိသားစုနဲ့နေကြငါလဲငါအတွက်မိသားစုရှာမယ်လို့ပြောတယ်အတိုနီနဲ့ချီကာဦးဟာသူတို့ပြောခဲ့မိတာအတွက်နောင်တရကြတယ်မတော်ပါနဲ့ကွာငါတို့ကတကယ်ပြောတာမဟုတ်ပါဘူးမှားပြောမိတာပါမင်းကငါတို့ထက်တော်တယ်လေကျေးဇူးပြု၍ငါတို့နဲ့နေပါငါတို့ကမင်းကိုချစ်ပါတယ်လို့လည်းပြောကြတယ်ချီကာဦးဟာအိမ်ကိုပြန်ပြေးပြီးအကောင်းဆုံးဆိုတဲ့တစ်သီးတွေယူလာတယ်ကမ်းခြေကိုပြန်ရောက်တဲ့အခါတစ်သီးတွေပွေပြီးစီလာကိုစားဖို့ပေးတဲ့စီလာရဲ့ခြေထောက်တွေဟာငါးတကောင်ရဲ့အမီးတွေလိုရေရက်တောင်တွေဖြစ်သွားခဲ့ပြီငါတို့ဝမ်းနေပါတယ်စီလာတို့အိမ်မှာပဲနေပါလို့အတိုနီချီကာဦးကဝမ်းနေစွာပြောတယ်ဒါပေမဲ့စီလာရဲ့ကိုယ်လုံးတစ်ဝက်ဟာငါးဖြစ်သွားပါပြီမင်းကိုငါတို့အနိုင်မကျင့်တော့ပါဘူးလို့ကောင်လေးတွေကပြောကြတယ်စီလာရဲ့တကိုယ်လုံးဟာဘာရာကူတာငါးတကောင်ဖြစ်သွားခဲ့ပါပြီဘာရာကူတာငါးဟာညီကိုများကိုတစ်ချက်ကြည့်လိုက်ပြီးပင်လယ်မြက်တွေကြားတိုးဝေးကူးခတ်သွားခဲ့တယ်ငွေရောင်ဘာရာကူတာငါးနောက်ကိုလိုက်ကြည့်ပေမဲ့မတွေ့ရတော့ဘူးတဲ့တာတာမီမီတို့ရေတငယ်ချင်းတွေကိုမနာလို့မဖြစ်ပဲချစ်ချစ်ခင်ခင်နေကြရအောင်နော် Bright Kids မြန်မာကိုကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ပျော်စရာကြပြနဲ့ပုံမြင်လေးတွေအတွက် subscribe လုပ်ထားပေးပါဦးနော်